မင်္ဂလာပါ။သမီးနာမည်ကတော့နန်းဆိုင်လောင်ဖြစ်ပါတယ်ရှင်။တောင်ကြီးမြို့ကနေပြီးတော့မှလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်။ကိုစစ်တက်ကတူကိုစားပြုလာရောက်ရှင်ပြိုင်တဲ့ဒုတိယနေ့ကျောင်းသူဖြစ်ပါတယ်။ကျမရဲ့ရည်မှန်းချက်ကတော့ခွဲစိတ်ထုတ်ကူဆရာဝန်ဖြစ်ချင်တာပါ။ Practice make perfect ဆိုတဲ့အတိုင်းပဲများများလေးကျင့်မှအကုန်လုံးပြည့်စုံမယ်ဆိုတဲ့အတိုင်းပဲများများလေးကျင့်ပါတယ်။ဒီခါကျတော့များများလေးအနစ်နာခံပါတယ်အနာခံမှအသာဆန်ရမယ်ဆိုတဲ့အတိုင်းပေါ့ငယ်လေးကတည်းကအဖေမေပြောကြတဲ့အောင်ဆရာဝန်ဆိုအရန်စိတ်ဝင်စားခဲ့ဒါပေမဲ့နေမျိုးလေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လေဆရာဝန်ဖြစ်ဖို့အရန်ခက်ခဲတယ်ပြီးတော့မှရှမ်းပြည်နယ်ကစာစစ်တာအရန်ကြက်တဲ့အတွက်ကြောင့်မလို့10တန်းမှာအရန်စူးစမ်းရပါတယ်မောင်နှမ3ယောက်ရှိပါတယ်အမအကြီးဆုံးကတော့နန်းနီနီလင်းဖြစ်ပါတယ်အကိုကတော့စိုင်းအောင်ဟိန်းပါရှမ်းကမြောက်ပိုင်းရှမ်းမှာအဖိုးကမိုင်းခွန်စော်ပါရှင်အမေကတော့မိုးမိတ်ကာကျောင်းတက်ခဲ့တော့ကတော့တထန်းလောက်ကနေစပြီးအတန်းတင်ဆောင်ပွဲတိုင်းမှာဆူရရှိခဲ့ပါတယ်။၅တန်းလောက်ကနေစပြီးစိုက်စာကုန်းပြိုင်ပွဲပကြီးပြိုင်ပွဲပိုစတာပြိုင်ပွဲတို့မှာလည်းဆူတွေရရှိခဲ့ပါတယ်။ကျောင်းပေါင်းစုံမှာကပြီးဆူတွေရရှိခဲ့ပါတယ်။10တန်းမှာပြည်နယ်အလိုက်မြို့နယ်အလိုက်တင်ချအိုလံပစ်ပြိုင်ပွဲအတွက်လာရောက်ရှင်ပြိုင်တဲ့အခါမှာဆူရရှိခဲ့ပါတယ်။ကျောင်းမှာတော့ the whole attraction ရခဲ့ပါတယ်။ချန်ကွီလည်းရခဲ့ပါတယ်မွေးကလေးတောင်ကြီးမှာပဲမွေးပြီးတော့မှတောင်ကြီးမှာပဲကြီးပြင်းလာခဲ့တာတောင်ကြီးမြို့ကနေလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်အဲတော့အေးချမ်းလာတဲ့တောင်ကြီးမြို့ကိုလည်းအလဲဖိတ်ခေါ်ချင်ပါတယ်အရင်လည်းပြောဖို့ကောင်းပါတယ်တောင်ကြီးမြို့မဲ့အနီးတစ်ဝိုက်မှာနာမည်ကြီးလာတဲ့အင်းလေးတို့ကတ်ကူတို့လည်းရှိပါတယ်အဲကိုလည်းအလဲခေါ်ချင်ပါတယ်အကုန်လုံးလာခဲ့ကြပါလို့